ကျွန်တော်တို့ကတော့ဘာဆိုရင်ဟိုလေတိုင်းပြည်ငြိမ်းချမ်းချမ်းနဲ့တူတက်စေချင်တယ်ဒါပညာရေးတော့အကုန်ပေါ့ပါပဲကျွန်တော်တို့ကဝန်ထမ်း39နှစ်လောက်လာတယ်ကျွန်တော်တို့86နှစ်တောင်ရှိပါပြီမျောလင်းချက်ကတော့တိတ်မရှိပါဘူး။ဘာမှလည်းမမျောလင်းထားပါဘူး။အားမှမရှိတာ